တခါတော့ငါပင်လယ်ကမ်းခြေနီးနားမှာရှိတဲ့ရွာလေးတစ်ရွာမှာစိုးအောင်လို့ခေါ်တဲ့ဆင်းရဲသားတန်ငါးဆယ်တယောက်ရှိခဲ့ပါတယ်။စိုးအောင်ဟာမေအိုကြီးကိုငားယုံလို့ရတဲ့ပတ်စံလေးနဲ့ကျွေးမွေးဆောင်ရှောက်နေခဲ့တာဖြစ်ပါတယ်။သူရဲ့နေ့စဉ်အလုပ်ဟာပင်လယ်ထဲမှာငါးဖမ်းရွာထဲမှာငါးလိုက်ရောင်းစားတဲ့အလုပ်တွေနဲ့တန်မိုးဝဲကြောင်းခဲ့ရပါတယ်။နေသားတဲ့မနက်ခင်းလေးတစ်ခုမှာတော့စိုးအောင်တယောက်ထုံးစံတိုင်းသူ့ရဲ့ပိုက်ကွန်ကိုယူကာကမ်းခြေဘက်ကိုထွက်လာခဲ့ပါတယ်။လက်လုံးမပါဇက်လှုပ်ရတဲ့ဘဝကြောင့်စိုးအောင်ဟာနောက်မကျအောင်အမြန်ဆုံးထွက်လာခဲ့ရတာပါအဲ့ဒီချိန်မှာပဲကလေးတွေဟာလက်တကောင်ကိုကင်ပြီးဟိုဘက်ဒီဘက်လွှဲရမ်းကအခွန်ကိုတုံးနဲ့ရနေတဲ့မြင်ကွင်းကိုစိုးအောင်တယောက်မြင်လိုက်ရပါတယ်ရိုက်ထားဟေးရိုက်ထားဒီကောင်ခွန်ကျွတ်အောင်ထိရိုက်ထားငါလက်ခွန်ကျွတ်အောင်မြင်ဘူးကျင်နဲ့အပပရိုက်ထားအဆိုပါမြင်ကွင်းကြောင့်စိုးအောင်ဟာလေကလေးကိုကယ်တင်ဖို့လုပ်ခဲ့ပါတယ်တကယ်တော့စိုးအောင်ဟာဘွာဘေးရှင်တွေကြောင့်ငါရဲ့ဖိုင်အလုပ်ကိုလုပ်ခဲ့ရပေမဲ့တရားဝါဒီပေါ်မှာသနာကျင်လာတဲ့နူးညံ့သိမ်မွေ့သူတယောက်ပါအဲဒီနောက်မှာတော့စိုးအောင်ဟာသူ့ရဲ့လက်ထဲကလေကလေးကိုပေးဖို့ကလေးလေးစီမှာတောင်းခဲ့ပါတယ်ညီလေးတို့မင်းတို့ခုလိုစော့နေတာလေကလေးသနာပါတယ်ကွာသူတအားကိုနာကျင်နေရှာမှာသနာပါတယ်မင်းတို့အဲ့ဒီလိုမကစားကြပါနဲ့တော့လေကလေးကြောက်လို့ရှာပြီးငါ့ကိုပေးလိုက်ငါပင်လယ်ထဲကိုပြန်လှုပ်ပေးလိုက်မယ်ငါညီတို့ကလိမ့်ပါတယ်မလားမဟုတ်ရင်တော့မင်းတို့မိဘရင်တော့တိုင်ပြောမယ်နော်ဟုတ်ကဲ့ကိုကြီးကျွန်တော်တို့ကလိမ့်ပါပါတယ်ကလေးတွေဟာလေကလေးကိုမပေးချင်ခဲ့ကြပေမဲ့စိုးအောင်ရဲ့6တစ်ခါ6ထက်တဲ့စကားတွေကြောင့်အသာတကြီးပဲပေးလိုက်ရပါတယ်။စိုးအောင်တယောက်ကတော့အာကုသိုလ်လို့တွေမလုပ်ခင်မှာမနှက်စောစီစီကုသိုလ်လုပ်လိုက်ရတဲ့အတွက်စိတ်ထဲမှာကြည်နူးနေခဲ့ပါတယ်။ဒီလိုနဲ့ကမ်းနားကိုရောက်လာခဲ့ပြီးစိုးအောင်ဟာလေကလေးကိုလှုပ်ပေးဖို့လုပ်ခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီချိန်မှာပဲလေကလေးရဲ့ခန္ဓာကိုယ်ကနေကိုရောင်ကိုဝါတွေတောက်ပနေတာကိုစိုးအောင်တယောက်မျက်ဝါးထွေထွေမြင်တွေ့လိုက်ရပါတယ်။ပုံမှန်အားဖြင့်လေကလေးရဲ့ရွယ်စားဟာတာမန်လေးတစ်ကောင်ဖြစ်ပေမဲ့ရေထဲကိုချပေးကန်ဒီမှာအယောင်နေရမျက်စိချင်းမှုတော့ထွက်ပေါ်လာခဲ့တာပါဟာထူးဆန်းလိုက်တာငါမျက်လုံးတွေကပဲအမြင်မှားနေသလားပဲစောစောကဒီလိုက်ကတာမန်လေးတစ်ကောင်မှာခုကြမှာဘာထဖြစ်ရတာလဲကြည့်ရတာဒီလိုက်ကတော်တော်တန်ဖိုးရှိမဲ့ပုံပဲထားလိုက်ပါလေငါနဲ့မှမသက်ဆိုင်တာသူ့ရဲ့အိမ်ဖြစ်တဲ့ပင်လယ်ထဲကိုပဲပြန်လှုပ်ပေးလိုက်မယ်သွားပြီးတော့လေလေးရေခုကစားပြီးဘေးနဲ့ကင်းနဲ့ပင်လယ်ထဲမှာနေထိုင်သွားပါအဲဒီနောက်မှာတော့လေကလေးကိုပင်လယ်ကမ်းစပ်မှာချပေးလိုက်ပါတယ်လေကလေးဟာပင်လယ်ကြီးစီကိုတရွေ့နဲ့သွားပြီးရေထဲကိုမစင်းခင်မှာပဲစိုးအောင်ဘက်ကိုပြန်လှည့်ကာနားလဲတဲ့မူရနဲ့ခေါင်းကြီးပြခဲ့ပါတယ်။စိုးအောင်တယောက်ကတော့ခေါင်းတစ်ဆက်ဆက်ငိမ့်ပြပြီးသူပြောတဲ့စကားတွေကိုနားလဲတဲ့ပုံစံနဲ့အမူအရာပြနေတဲ့လက်ကလေးကိုအံ့ဩတကြီးနဲ့ကြည့်နေခဲ့ပါတယ်။အဲဒီနောက်မှာတော့စိုးအောင်တယောက်သူ့ရဲ့လေငယ်လေးနဲ့အတူကမ်းတဲ့ဝေးရပင်လယ်ပြင်ကိုရောက်လာခဲ့ပါတယ်။သူဟာဝိုင်းနဲ့တကားသည်ကြီးဖြစ်တာကြောင့်ပင်လယ်ပြင်ကိုကြည့်လိုက်ရုံနဲ့ငါးရှိမရှိတန်းသိနေခဲ့တာပါ။ဟိုရှိကနေရာကိုကြည့်ရတာငါးတွေကျဆားတဲ့နေရာဖြစ်ရမယ်။ဒီနားမှာပိုက်ကုံချပြီးရွာကိုပြန်ရမယ်။နေမြင့်သွားရင်ဘယ်သူမှမဝယ်ပဲနေလိမ့်မယ်။ဒီလိုနဲ့စိုးအောင်ကလေကိုရက်ပြီးသူ့ရဲ့ပိုက်ကွန်ကိုချဖို့ပြင်ဆင်နေခဲ့ပါတယ်။ဒါပေမဲ့သူ့ရဲ့ပိုက်ကွန်ကိုမချရသေးခင်မှာပဲရေထဲကနေအေယာမတ်ကဘာလေကြီးဟာဘွားကနေပေါ်လာခဲ့ပါတယ်။လေကြီးဟာလှေနားကိုကပ်လာပြီးစိုးအောင်ကိုစကြည့်နေခဲ့တာပါ။အဲဒီနောက်မှာတော့လေကြီးဟာစိုးအောင်ကိုနှုတ်ဆက်လိုက်ပါတယ်။အိုးအသင်လူသားအသင်ကနူးညံ့တဲ့နှလုံးသားရှိသူတယောက်ပါ။အသင်မင်းကလေကလေးတစ်ကောင်ကိုလှုပ်ပေးလိုက်တယ်။အသင်ကြောင့်လေကလေးကအသက်ရှင်ရတာပါ။အဲ့အတွက်ကျေးဇူးတင်ဖို့ကျွန်တော်ကရောက်လာခဲ့တာကျေးဇူးတင်ပါတယ်လူငယ်လေးကိုသမုဒ္ဒရာနဂါမင်းကအသင်နဲ့တွဲကျင်လို့ပါတယ်အသင်ကိုကျွန်တော်တို့ရေရောက်တိုင်းပြည်ကိုဖိတ်ခေါ်ပါတယ်အသင်ကျွန်တော်နဲ့လိုက်ခဲ့ပါဟုတ်ကဲ့ကျွန်တော်လိုက်ခဲ့ပါမယ်ဒီလိုနဲ့စိုးအောင်ဟာပင်လယ်လေကြီးနဲ့အတူရေရောက်တိုင်းပြည်ကိုလိုက်သွားဖို့ဆုံးဖြတ်လိုက်ပြီးသူ့ရဲ့စိတ်ထဲမှာတော့စူးစမ်းလိုစိတ်တွေဖြစ်နေခဲ့ပါတယ်အဲဒီနောက်မှာတော့စိုးအောင်တယောက်လေကြီးရဲ့ခွန်မပေါ်မှာတက်စီးလိုက်ပါတယ်လေကြီးကတော့ရေထဲကိုငုံရှုပ်သွားပြီးစိုးအောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးဟာပင်လယ်ရေရောက်ကိုနင်းမြုပ်သွားပါတော့တယ်နောက်ဆုံးမှာတော့ပင်လယ်ရေရောက်တန်းပြည်ကိုရောက်သွားခဲ့ပြီးစိုးအောင်တယောက်သူ့ဘဝမှာတစ်ခါမှမမြင်ဘူးတဲ့အရာတွေကိုမြင်တွေ့ခဲ့ရပါတယ်။ဝါအရန်လာလိုက်တာအိမ်မက်မက်နေတဲ့တောင်ထင်ရတယ်။ငါတစ်သက်လုံးဒီလိုလှပတဲ့နေရာရှိမှမသိခဲ့ဘူး။ငါးတွေလက်တွေကငါမြင်ဘူးတဲ့အရာတွေထက်ကိုပိုပြီးတော့လှနေပါလား။ပြီးတော့ရေထဲမှာငါကအသက်ရှူလို့ရနေတယ်။ထူးဆန်းလိုက်တာ။အိုးလက်ကြီးခမ ्या တို့နဲ့တော့နဲ့ဝေးသေးလား။ဘယ်ချိန်လောက်ရောက်မလဲ။ကျွန်တော်ခင်းနေလာတာကြာပြီနော်။ရောက်တော့မှာပါစိတ်မပူနဲ့ကျွန်တော်နန်းတော်ကိုရောက်တော့မှာပါခဏလေးပဲစောင့်ပေးပါဒီလိုနဲ့ခဏကြာမှတော့သူတို့ဟာတောင်တန်းကြီးတွေရှိတဲ့ပင်လယ်ကျမ်းပြင်ကိုရောက်လာခဲ့ကြပါတယ်အဆိုပါတောင်တန်းကြီးတွေနီးနားမှာရင်းနေစတော်ပေါင်းစုံကျက်စားခဲ့ကြပြီးနဂါမင်းရဲ့နန်းတော်လည်းရှိနေခဲ့တာပါနဂါမင်းရဲ့နန်းတော်တစ်ခုလုံးဟာကျွေစစ်တွေနဲ့ပြည့်လုပ်ထားပြီးကြီးကျယ်ခမ်းနားစွာတည်ဆောက်ထားပါတယ်အဲဒီနောက်မှာတော့စိုးအောင်ဟာနန်းတော်ထဲကိုဝင်လာခဲ့ပြီးဟိုဒီဒီရှောက်ကြည့်နေခဲ့ပါတယ်နောက်ဆုံးမှာတော့နဂါမင်းကြီးထံမှာခါးစားဝင်ခဲ့ပြီးနဂါမင်းကသူ့ကိုနှွေးထွေးစွာကြိုဆိုခဲ့ပါတယ်အရှင်နဂါမင်း
ကျွန်တော်နာမည်ကစိုးအောင်ပါအရှင်ကကျွန်တော်ကိုဖိတ်တယ်ဆိုလို့ရောက်လာတာပါကျွန်တော်ကတာမန်စင်းရဲသားတငါးဆယ်တယောက်ပါကျွန်တော်ကိုရှင်တကားမင်းကဘာကိစ္စနဲ့မြန်တွေ့ချင်ရတာလဲမင်္ဂလာပါလူငယ်လေးအသင်ကကျွန်တော်ရဲ့သမီးတော်ကိုကယ်တင်ပေးခဲ့တယ်အသင်ကစိတ်ကောင်းနှလုံးကောင်းရှိတဲ့သူတယောက်ပါအသင်ကြောင့်သာမဟုတ်ရင်ကျွန်တော်ရဲ့သမီးတော်တက်ရှင်နိုင်မှာမဟုတ်ဘူးအသင်ကိုကျေးဇူးတင်ခြင်းလို့ကျွန်တော်တို့နေထိုင်တဲ့နေတော်ထီခေါ်လိုက်ရတာပါကျွန်တော်ကသမုဒ္ဒရာကြီး၄စင်းကိုအုပ်ချုပ်ရတဲ့ရေအောင်နဂါမင်းပါအဲ့ဒီချိန်မှာပဲနဂါမင်းရဲ့သမီးတော်ရောက်လာခဲ့ပါတယ်မင်းသမီးလေးဟာစိုးအောင်ကယ်တင်ခဲ့တဲ့လေမင်းသမီးလေးဖြစ်ပြီးအသားကြီးကလည်းဝင်းပါကမျက်နှာကလည်းနတ်သမီးလေးလိုချောမောလှပနေခဲ့တာပါမင်္ဂလာပါကျမကရှင်မနက်ကကလေးတွေရဲ့လက်ထဲကနေကယ်တင်ပေးခဲ့တဲ့လေကလေးပါကျေးဇူးတင်ပါတယ်ကျမတို့တိုင်းပြည်မှာလွတ်လွတ်လပ်လပ်နေလို့ရပါတယ်ရှင်ရဲ့ကျေးဇူးကိုလည်းမမေ့ပါဘူးစိုးအောင်ကတော့မင်းသမီးလေးရဲ့အလှကြောင့်စကားတောင်ပြန်ပြောနိုင်လောက်အောင်ဖြစ်နေခဲ့ပါတယ်သူ့ရဲ့ကြီးတွေဟာမင်းသမီးလေးပေါ်ကနေတဖွာမှခွာပဲပတ်ဝန်းကျင်ကိုတောင်မှသတိမထားမိအောင်ဖြစ်နေခဲ့တာပါမင်းသမီးလေးရဲ့အလှကလည်းမှန်တကယ်ပဲ၆ပြည့်ခင်သဲလဲစဉ်ချွေလုံဝင်းပါနေတဲ့သားရင်နဲ့မြင်သူတိုင်းကိုယူသွားတတ်တဲ့ပပရီလိုလှမျိုးဖြစ်နေခဲ့ပါတယ်အဲဒီနောက်မှာတော့နဂါမင်းကြီးဟာစိုးအောင်ကိုနန်းတော်တစ်ခုလုံးကိုလိုက်လံပြသပေးဖို့နဲ့အဲအိုးကျေဝန်ဟာဆက်ဆံဖို့မင်းသမီးလေးကိုပြောလိုက်ပါတယ်သမီးတော်ဟောဒီကလူငယ်လေးကိုနန်းတော်နဲ့လိုက်လံပြသပေးလိုက်ပါသူလိုချင်တာမှန်များကိုလည်းဖြည့်ဆည်းပေးလိုက်ပါမှန်လားပါခမီးတော်သမီးတော်ခုပဲလိုက်ပြပေးလိုက်ပါမယ်မင်းသမီးလေးကစိုးအောင်ကိုနန်းတော်နဲ့လိုက်လံပြသပေးခဲ့ပြီးနန်းတော်ရဲ့စိတ်ပိုင်းတစ်ခုချင်းစီကိုခက်ခဲတိဆောက်ခဲ့ရပုံတွေနဲ့ရောက်တိုင်းပြည်သမိုင်းကြောင်းတွေကိုပါရှင်းပြနေခဲ့ပါတယ်ကျမပြောခဲ့သလိုပဲကျမရဲ့ခမီးတော်ကဒီစိတ်ပိုင်းတွေမှာထည့်ထားတဲ့ရွှေတွေကိုမြင့်မို့တောင်ရဲ့အောက်ခြေမှာရှိတဲ့ရွှေတွေကိုတွားယူလာခဲ့ရတာပါဒါပေမဲ့ကျမတို့တိုင်းပြည်နဲ့လန်ခီယာကွာဝေးတော့ရောက်တိုင်းပြည်ကစစ်သည်ပေါင်း6000လောက်တေဆုံးခဲ့ရပါတယ်အခုဆိုဒီနန်းတော်ကြီးကိုတိဆောက်လာခဲ့တာနှစ်ပေါင်း9000လောက်ရှိပါပြီနောက်ပြီးတော့တာမန်လူတွေမမြင်နိုင်အောင်သမုဒ္ဒရာကျမ်းပြင်မှာစောက်ပြီးအစီအမံတွေနဲ့တားဆီးထားပါတယ်ဒါကြောင့်ကျမတို့နန်းတော်ကခွင့်ပြုချက်မရှိဘဲတာမန်လူတွေဒီနေရာကိုမမြင်ရဘူးရှင်ကသာကျမရဲ့အသက်ကိုကယ်တင်ပေးလို့ဒီကိုရောက်လာတာပါကျမတို့တိုင်းပြည်မှာရှင်ပြောသလောက်နေလို့ရပါတယ်ကျမတို့ကရှင်ရဲ့ကျေးဇူးတွေကိုတစ်သက်လုံးမမေ့ပါဘူးရပါတယ်မင်းသမီးလေးငါ့ကိုဘာမှကျေးဇူးတင်နေစရာမလိုပါဘူးငါကဘွားဘေးရှင်တွေကြောင့်တန်ခါတဲ့တယောက်ဖြစ်ရပေမဲ့သရဝါဒီပေါ်မှာသနာကျင်တာတဲ့တယ်အဲ့ဒီချိန်မင်းမဟုတ်ပဲတခြားသရဝါဆိုရင်လည်းငါကတော့ကဲမှာပဲဘလို့ပဲဖြစ်ဖြစ်ကျေးဇူးတင်ပါတယ်ရှင်ကကျမရဲ့အသက်သခင်ကျေးဇူးရှင်ပါအော်ဒါနဲ့မင်းနေတာခုထမင်းစားကျင်တော့ရောက်နေပြီနော်ရှင်လက်ခီးဝေးကလာတာဆိုတော့ပင်မနေပါပဲတောင်းမှန်ပါတယ်ကျမသတိမင်းနေလို့ပါခုပဲစီစဉ်ပေးပါမယ်မင်းသမီးလေးကသူ့ရဲ့လက်ကိုဝှေ့ရမ်းလိုက်ချိန်မှာပဲလက်ထဲကလေးရောင်တွေပြိုးပြပြထွက်ပေါ်နေခဲ့ပါတယ်အဲဒီနောက်မှာတော့မင်းသမီးလေးရဲ့ဖန်ဆင်းမှုကြောင့်စပွဲပေါ်မှာအစားစရာတွေလိုရောက်လာခဲ့ပါတယ်အဆိုပါစားစရာတွေဟာနတ်တုတ်တာလိုမျိုးမှုန့်ကြိုက်နေခဲ့ပြီးတစ်ခါစားပြီးတာနဲ့နှစ်ပေါင်းများစွာစားမစားပဲနေနိုင်တဲ့စွမ်းရှိနေခဲ့တာပါစားပြီးတောက်ပြီးတဲ့နောက်မှာတော့မင်းသမီးလေးကစိုးအောင်ကိုနန်းတော်ထဲမှာလိုက်လံပြသပေးခဲ့ပါတယ်စိုးအောင်တယောက်ကတော့မြေတူးသမျှအရာအလုံးကိုစူးစမ်းရင်းပြတင်းပေါက်ကြီးတစ်ခုနားကိုရောက်သွားခဲ့ပါတယ်အဲ့ဒီပြတင်းပေါက်ရဲ့ပြင်ပမှာတော့ဂျုံမင်းတွေစိုက်ပျိုးထားပြီးဘေးကတောင်တန်းတွေကြောင့်တာယာလှပပွဲမြင်ကွင်းတစ်ခုဖြစ်နေခဲ့ပါတယ်ထူးဆန်းလိုက်တာစောစောကငါမြင်ခဲ့ရတဲ့ပြတင်းပေါက်တွေအခုကတာမန်ဂျုံရင်းတစ်ခုလိုပါပဲလားတာယာလိုက်တာဒါဒီကိုရောက်မှရှိတဲ့ပြင်ဘယ်သူကယုံနိုင်မလဲစိုးအောင်တယောက်အဲ့ဒီလိုတွေးတောနေချိန်မှာပဲတာယာနေတဲ့ကောင်းကင်ကြီးဟာချက်ချင်းမဲ့မှောင်ထုတွေဖုံးလွှမ်းသွားပြီးမိုးသက်ထန်စွာရွာသွန်းခဲ့ပါတယ်စိုးအောင်တယောက်ချက်ချင်းပြောင်းလဲသွားတဲ့ရာသီဥတုကိုမယုံနိုင်အောင်ဖြစ်သွားခဲ့ရပါတယ်ဟာထူးဆန်းလိုက်တာစောစောကမှနေကြီးလင်းထိန်နေတာကိုစက္ကန့်ပိုင်းတွင်မိုးကရွာချလာတယ်ဒါကတာမန်တော့မဟုတ်တော့ဘူးဒကာမင်းကြီးကိုယ်တိုင်ဖန်ဆင်းထားတာဖြစ်ရမယ်ဒီတိုင်းပြည်ကထူးဆန်းဖွယ်ရာတွေနဲ့ကြီးပဲပင်လယ်ယောက်ျားမြင်မှာဒါမျိုးတွေရှိနေတယ်ဆိုတော့ခုမှပဲသိတော့တယ်ဒီလိုနဲ့စိုးအောင်တယောက်မင်းသမီးလေးနဲ့လက်ထပ်ပြီးဒကာတိုင်းပြည်မှာပဲနှစ်ပေါင်းများစွာနေထိုင်ခဲ့ပါတယ်သူတို့ဟာတယောက်နဲ့တယောက်ချစ်ရေးခင်ခင်နေထိုင်ခဲ့ကြတာကြောင့်တရားတဲ့အိမ်တော်တစ်ခုဖြစ်ခဲ့ပါတယ်ဒါပေမဲ့တရက်မှာတော့စိုးအောင်ဟာရွာနယ်မိတ်ကိုသတိရလာခဲ့ပါတယ်အချိန်ကပိုက်ကွန်းနဲ့ငါးဖမ်းခဲ့တဲ့ပုံရိပ်တွေစင်ရလုံးနဲ့သူ့မိဘလို့နေမလဲဆိုတဲ့တွေးတွေကိုမြင်အောင်နေခဲ့တာပါငါမိကတက်ကြီးနေပြီသူကဘာမှမလုပ်နိုင်တော့ဘူးသူ့မှာငါတယောက်ပဲလှုပ်ကျွေးမဲ့သူကရှိတာကို့မိဘလို့နေမလဲမသိပါဘူးကွာစိတ်ပူလိုက်တာငါမိကငါမရှိဘန်းဖြစ်ဘူးတေးကြတယ်စိုးအောင်တယောက်တွေးပေါင်းများစွာနဲ့ညှိုးနှွမ်းနေတာကိုမင်းသမီးလေးကသတိထားမိခဲ့ပါတယ်အဲဒါကြောင့်မင်းသမီးလေးဟာအကြောင်းစုံသိရဖို့အတွက်ခင်မုန်းတဲ့နားကိုကတ်ခါမေးမြန်းခဲ့ပါတယ်ယောက်ျားရှင်ဘာတွေတွေးပြီးပူနေတာလဲရှင်းကြည့်ရတာတခုခုဝမ်းနေနေသလိုပဲကျမကိုပြောပြပါရှင်းစိတ်ထဲမှာမျိုးသိမထားပါနဲ့ကျမတို့ကလင်မယားတွေပဲလေရှင်ကျမကိုပြောပြမှကျမကိုကူညီပေးလို့ရရင်ရမှာပေါ့ဒီလိုနဲ့စိုးအောင်ဟာရင်ထဲမှာမျိုးသိထားတဲ့ခန်းစားချက်တွေကိုသတိရဲ့ထက်မှာဖွင့်ဟခဲ့ပါတယ်ငါပြောပြပါမယ်တခြားတော့မဟုတ်ဘူး
ငါမေကိုသတိရလို့ပါအမေကအသက်80ကျော်ပြီသူ့မှာငါတယောက်ပဲလိုချင်မဲ့သူဟာရှိတာခုချိန်ဆိုမေဘယ်လိုနေမလဲမသိဘူးအမေကိုစိတ်ပူလိုက်တာအမေကိုတင်းဖို့ကုန်းမြင့်ပေါ်ကိုသွားခြင်းတယ်သွားလို့ရမလားရှင်မရေဟုတ်ရပါတယ်ရှင်သွားခြင်းနဲ့ဆိုသွားလေကျမခွင့်ပြုပါတယ်သွားမယ်ဆိုရင်ဒီတစ်တာလေးကိုယူသွားပါဒါလေးကရှင်ကိုရေရောက်တိုင်းပြည်ကိုပြန်ပို့ပေးနိုင်တယ်ဒီတစ်တာလေးကိုတော့တေချာကူးဆိုင်ပါဒီလိုနဲ့မင်းသမီးလေးကဘာထဲလို့ထည့်ထားမှမသိတဲ့တစ်တာငယ်လေးလုံးပေးလိုက်ပြီးအဲ့ဒီတစ်တာငယ်လေးကိုတေချာကူးဆိုင်ဖို့ထက်ကတည်းလေးမှားကြားခဲ့ပါတယ်ရှင်ကုန်းမြေပေါ်ကိုသွားရင်စားရကူးဆိုင်ပါကျမပြောတာလေးကိုလည်းကူးဆိုင်ပါတခုခုမှားလို့မရဘူးနော်ဒီတစ်တာငယ်လေးကိုဘာကြောင့်မဖြစ်ဖြစ်ဖွင့်မကြည့်ပါဘူးလို့ခရီးပေးပါမဖွင့်မဲထားမှကျမစီကိုပြန်လာလို့ရမှာကျမတောင်းတဲ့ခရီးကိုပေးနိုင်မလားကျမအဲ့ဒီခရီးကိုလိုချင်တယ်စိုးအောင်တယောက်ဇနီးရဲ့ပေးထားတဲ့တစ်တာငယ်လေးထဲမှာဘာလို့ဘာမှမသိခဲ့သလိုဘာရွယ်ချက်နဲ့ပေးလိုက်တဲ့ဆိုတာကိုလည်းမသိခဲ့ပါဘူးဒါပေမဲ့ဇနီးရဲ့စိတ်ကျဉ်တဲ့အောင်ခရီးပေးခဲ့ပါတယ်ခရီးပေးပါတယ်ကွာကိုဒီတစ်တာလေးကိုဘယ်တော့မှဖွင့်မကြည့်ပါဘူးစိတ်ချပါကိုမေစီကိုသွားပြီးမင်းစီကိုချက်ချင်းပြန်လာခဲ့ပါမယ်ကိုဘာမှစိတ်ပူပါနဲ့အဲဒီနောက်မှာတော့စိုးအောင်တယောက်ကိုမေစီကိုမပြန်ခင်ဒီရောက်တိုင်းပြည်ရဲ့ချင်းသခင်သမုဒ္ဒရာငကားမင်းကြီးစီကိုနှုတ်ဆက်ခဲ့ပါတယ်ငကားမင်းကြီးကတော့စိုးအောင်ကိုလူလောကမှာစားရသတိထားဖို့ဆုံးမသွန်သင်ပေးခဲ့ပါတယ်ငါအိမ်ပြန်ရတော့မယ်ပြောလိုက်တာငါမေကိုစိတ်ပူနေတဲ့ရင်ထဲကလုံးကြီးခုမှပဲပျောက်သွားတော့တယ်အမေဘေးမသိချင်မခါပဲရှိနေပါစေဗျာဒီလိုနဲ့စိုးအောင်ကကဘာလေကြီးကိုစီးပြီးကုန်းမြေပေါ်ကိုပြန်တက်လာခဲ့ပါတယ်နိုင်နှဲငယ်ကြားလာတဲ့အခါမှာတော့ဒီရောက်တိုင်းပြည်ရဲ့တောင်တန်းတွေလုံးကိုရောက်လာပြီးသမုဒ္ဒရာချမ်းမြေကိုကျော်လာခဲ့ပြီဖြစ်ပါတယ်မကြခင်ကုန်းမြေပေါ်ကိုပြန်ရောက်တော့မယ်ထင်တယ်ငါမေဗန်းဖြစ်ပါစေနဲ့ငါမေဗန်းဖြစ်ပါစေနဲ့ဖရာတရားကဲတော်မူပါနောက်ထပ်နိုင်နှဲငယ်ကြားတဲ့အခါမှာတော့ပင်လယ်ရေပြင်ထက်ကိုရောက်ရှိလာခဲ့ပြီးစိုးအောင်တရားမွေးရမြေဇာတိကိုပြန်ရောက်လာခဲ့ပါပြီအဲဒီနောက်ဘေးဘက်ဝန်းကျင်ကိုကက်ခက်ကြည့်လိုက်တဲ့အချိန်မှာတော့စိုးအောင်ဟာနားမလည်နိုင်အောင်ဖြစ်သွားခဲ့ရပါတယ်အဲ့ဒါကတော့သူတို့ရွာလေးဟာအရာအလုံးပြောင်းလဲနေခဲ့ပြီးအရင်ကလိုရွာပေါက်စာလေးမဟုတ်တော့ပဲမြို့ကြီးပြကြီးဖြစ်နေခဲ့ပါပြီဘာလို့ရွာကဒီလောက်ထိပြောင်းလဲသွားတာလဲငါဘာတစ်ခုမှမမှတ်မိတော့ငါမေဗန်းဖြစ်ပါစေနဲ့ကွာစိတ်ပူလိုက်တာလက်ကြီးကျေးဇူးတင်ပါတယ်ကျွန်တော်ဒီထိလိုက်ဖို့ပေးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ပါပြီမင်းသားလေးလူပြည်မှာစားရကူးဆိုင်ပါခုချိန်မှာမင်းသားလေးကလူပြည်မှာတစိမ့်လိုဖြစ်သွားပြီအဲ့ဒါကြောင့်သတိဝိရိယရှိပါမင်းသမီးလေးမှားထားတာကိုလည်းမမေ့ပါနဲ့ကျွန်တော်ကိုပြန်ခွင့်ပြုပါဦးလက်ကြီးကစိုးအောင်ကိုနှုတ်ဆက်ပြီးပင်လယ်ရေရောက်ကိုပြန်သွားခဲ့ပါတယ်ကျေးဇူးတင်ပါတယ်လက်ကြီးရေမင်းသမီးလေးကိုတေချာကူးဆိုင်ပေးပါလက်ကြီးပြန်သွားတာနဲ့စိုးအောင်ဟာမိခင်ဖြစ်သူတို့စိတ်ပူပြီးရွာထဲကိုအများဆုံးပြေးဝင်သွားခဲ့ပါတယ်အမေရေကျွန်တော်ပြန်လာပြီဗျာကျွန်တော်မေကိုထားခဲ့မိတဲ့အတွက်တောင်းပန်ပါတယ်ဒါပေမဲ့စိုးအောင်ရွာထဲကိုရောက်သွားတဲ့အချိန်မှာတော့အရာအလုံးကပြောင်းလဲသွားခဲ့ပြီးအိမ်နေလမ်းတွေဟာရင်ကားနဲ့မတူတော့ပဲတခုမှကိုမှတ်မိတော့ပါဘူးနောက်ခံတောင်တန်းကြီးတွေကလွဲရင်ကဘာတစ်တစ်ခုရောက်သွားသလိုမျိုးပြောင်းလဲသွားပြီးအရာအလုံးဟာတစ်တစ်ခုလိုဖြစ်နေခဲ့ပါတယ်စိုးအောင်တယောက်သူ့ရဲ့အိမ်ကိုလိုက်ရှာရင်နောက်ဆုံးမှတော့တစ်ချိန်ကသူတို့အိမ်လေးကိုရောက်သွားခဲ့ပါပြီဒါပေမဲ့သူတို့နေထိုင်မှုတဲ့တဲအိမ်သေးသေးလေးမဟုတ်တော့ပဲအိမ်သေးတစ်လုံးဖြစ်နေပြီးသူ့ရဲ့မိခင်လည်းမရှိတော့ပါဘူးအိမ်နေလမ်းနေရွာကလူတွေပါပြောင်းလဲသွားတာကြောင့်စိုးအောင်တယောက်နားမလည်နိုင်အောင်ဖြစ်သွားခဲ့ပါတယ်အဲ့ဒီချိန်မှာပဲအသက်80ကျော်ရွယ်အဖွားအိုကြီးတော့ရောက်လာခဲ့ပါတယ်အဆိုပါဖွားကြီးကိုလည်းစိုးအောင်တယောက်မမြင်ဘူးတာကြောင့်အံ့ဩတကြီးဖြစ်သွားခဲ့ရပါတယ်အဲဒါကြောင့်စိုးအောင်ဟာရွာရဲ့ရှင်တွေကိုသိရဖို့အဖွားကြီးစီကိုသွားကမေးမြန်းခဲ့ပါတယ်အဖွားကဒီရွာသူလားကျွန်တော်ဖွားကိုတခါမှမမြင်ဘူးပါဘူးအဖွားကိုမေးကြလေရှိလို့ပါအဖွားဒီနားကအိမ်ကဘယ်ရောက်သွားတာလဲဒီနေရာကစိုးအောင်ဆိုတဲ့လူရောနေထိုင်ခဲ့တာမလားအဖွားကြီးကစိုးအောင်ကိုထူဆန်းစားကြည့်လိုက်ပြီးသူ့ရဲ့မိကွန်းကိုစဉ်းစားနေခဲ့ပါတယ်အော်သိပြီငါတို့ငယ်ငယ်ကအဖိုးပြောပြနေတဲ့စိုးအောင်လားသူဘယ်မှာနေတဲ့ဆိုတာကိုတော့အဖွားလည်းမသိဘူးကွယ်အဖွားတို့ရွာမှာဒဏ္ဍာရီလိုပြောစမှတ်တွင်ခဲ့တဲ့စိုးအောင်ရဲ့အကြောင်းကိုလူကြီးတွေကနေတဆင့်သိခဲ့တာပါအဖိုးရဲ့ဖေကအဖိုးငယ်ကလည်းအဲ့ဒီစိုးအောင်အကြောင်းကိုပြောပြခဲ့တာတဲ့စိုးအောင်ကတငါတော့လုံးရင်ပင်လယ်ထဲကိုရောက်တော့ရင်းနေသဝိုင်းတကောင်ကစားသွားတာတဲ့အဖိုးရဲ့ဖေတောင်မှအဲ့ဒီစိုးအောင်ကိုမမိလိုက်ဘူးဟုတ်ချင်ပါလေဟုတ်မှာပါအဖွားလည်းမမိတော့မသိပါဘူးကွယ်အဖွားကြီးရဲ့စကားကိုကြားတဲ့အခါစိုးအောင်တောင်ထိတ်လန့်သွားခဲ့ပါတယ်ဟုတ်ကဲ့ပါအဖွားကျေးဇူးတင်ပါတယ်ဒီလိုနဲ့စိုးအောင်တယောက်လူပြည်မှာနှစ်ပေါင်းများစွာကြာခဲ့ပြီဆိုတာကိုသိသွားခဲ့ပြီးဝမ်းနဲ့ကြေခွဲစာနဲ့ပြန်လာခဲ့ပါတယ်ငါကြီးရောက်တိုင်းပြည်မှာနှစ်တွေဘယ်လောက်တောင်ကြာသွားခဲ့တာလဲလူပြည်မှာနှစ်ပေါင်းရာနဲ့ချီပြီးကြာသွားပြီထင်တယ်ဘာတွေဖြစ်ခဲ့တာလဲငါမေရောဘယ်လိုဖြစ်သွားခဲ့တာလဲအမေရေကျွန်တော်တောင်းပန်ပါတယ်ကျွန်တော်မေကိုလုံမကျွေးနိုင်ခဲ့ဘူးအမေစင်းရဲနဲ့တည်သွားတာတော့မဟုတ်တော့ပါဘူးနော်စိုးအောင်တယောက်အဲ့ဒီလိုတွေးနေတဲ့ဝမ်းနဲ့ကြေခွဲနေခဲ့ပြီးနေ့တွေများကြီးကွာသွားခဲ့တာကိုလည်းနားမလည်နိုင်အောင်ဖြစ်နေခဲ့ပါတယ်
ဒီလိုနဲ့တေးပွားများစွာနဲ့ပူစေးတော့ကရောက်နေတဲ့အချိန်မှာပဲမင်းသမီးလေးပေးလိုက်တဲ့တစ်တာငယ်လေးကိုသတိရသွားခဲ့ပါတယ်ဒီတစ်တာငယ်ထဲမှာဘာတွေများရှိနေမလဲဒီထဲမှာငါမသိသေးတာတွေများပါနေဦးမလားငါဖွင့်ကြည့်ရမယ်ဒီလိုနဲ့စိုးအောင်တယောက်ဇနီးတဲ့မှားကြားခဲ့တဲ့သတိပေးစကားတွေကိုမေ့သွားခဲ့ပြီးတစ်တာလေးကိုဖွင့်ကြည့်ဖို့လုပ်ခဲ့ပါတယ်စိုးအောင်တယောက်သတိမေ့ပြီးတစ်တာငယ်လေးကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာပဲထူးဆန်းဆန်းဖြစ်သွားခဲ့ပါတယ်အဲ့ဒါကတော့တစ်တာတွေကမိခိုးဖြူတွေထွက်လာပြီးစိုးအောင်ရဲ့ပုံစံအဖိုးကြီးတယောက်လိုဖြစ်သွားခဲ့တာပါဒီတော့မှဇနီးရဲ့ဖြစ်သူရဲ့သတိပေးစကားကိုသတိရလာခဲ့ပေမဲ့အရာရာဟာနောက်ကျလို့သွားခဲ့ပြီဖြစ်ပါတယ်ဟာငါမျက်နှာကဘလို့ဖြစ်သွားရတာလဲငါဘာလို့ချက်ချင်းကြီးအသက်ကြီးသွားရတာလဲဘာတွေဖြစ်ကုန်တာလဲငါနားမလည်နိုင်တော့ဘူးအဲ့ဒီချိန်မှာပဲပင်လယ်ထဲကမင်းသမီးလေးရဲ့အတန်ကိုစိုးအောင်တယောက်ကြားလိုက်ရပါတယ်မောင်တော်အဲ့ဒီတစ်တာလေးကိုမဖွင့်ရဘူးလေနှမတော်တေချာပြောရဲ့သားနဲ့ကိုဖွင့်ပြအောင်ဖွင့်ကြည့်ခဲ့တယ်နော်မောင်တော်ကမလုပ်တာလူသားတယောက်ပါအဲ့ဒါကြောင့်မောင်တော်ကအိုးရမယ်နာရမယ်တေးရမယ်အဲ့လိုတွေမဖြစ်အောင်မောင်တော်လူငယ်လေးဖြစ်နေရှိနေနိုင်ဖို့နှမတော်ကမောင်တော်ရဲ့အသက်ကိုအဲ့ဒီတစ်တာလေးထဲမှာထိန်းသိမ်းပေးထားခဲ့တာဒါပေမဲ့မောင်တော်ကတော့နှမတော်နဲ့ထားခဲ့တဲ့ဂရိတွေကိုမေ့ပြီးတစ်တာကိုဖွင့်ကြည့်လိုက်ပြီးအခုတော့မောင်တော်ကိုနှုတ်ဆက်ခဲ့ပါတယ်ဒီနေ့ကစပြီးမောင်တော်နဲ့နှမတော်တို့ဘယ်တော့မှပြန်တွေ့ရမှာမဟုတ်တော့ဘူးဒီတော့မှစွန့်အောင်တယောက်ဖြစ်မှန်ဒီအားလုံးကိုတည်သွားခဲ့ပြီးနောင်တကြီးစွာရသွားခဲ့ပါတယ်မင်းသမီးလေးငါ့ကိုခွင့်လို့ပေးပါသတိမဲ့ပြီးဖွင့်ခဲ့မိတာပါကွာငါ့ကိုတနာပါဦးတောင်းပန်ပါတယ်နှမတော်ကိုတောင်းပန်ပါတယ်စွန့်အောင်တယောက်ရင်ခွဲမတဲ့အော်နေခဲ့ပေမဲ့အဲ့ဒီချိန်ကစလို့မင်းသမီးလေးရဲ့အတန်ကိုမကြားတော့ပဲပင်လယ်လိုင်းတန်တွေကလွဲလို့ဘာမှမကြားတော့ပါဘူးဒီလိုနဲ့အဖိုးကြီးစွန့်အောင်ဟာဒီရောက်တိုင်းပြည်ကမင်းသမီးလေးကိုလွမ်းဆုပ်တန်းတာရင်အဆိုပါကန်းဆက်မှာပဲတစ်သက်လုံးနေထိုင်သွားပါတော့တယ်ဒီကနေ့တင်ဆက်ပေးသွားတဲ့ပုံမြင်လေးကတော့ဒီမှာပြီးဆုံးလို့သွားခဲ့ပြီဖြစ်ပါတယ်ပုံမြင်လေးကိုကြားနေတတ်တဲ့ဆို like လေးပေးပြီး channel လေးကို subscribe လုပ်ခဲ့ကြဖို့တောင်းဆိုလိုက်ရပါတယ်